Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဟေမှာမိုးလက်ဆောင်ဘက်လေးကိုယ်တိုင်လုပ်ပြီးတော့မိုးလက်ဆောင်လှူစားဖြစ်လို့လုံနည်းလေးကိုလာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ရှင်ပထမအဆုံးအနေနဲ့ဟေမှာထုံးရည်ကြီးလေးအရင်ဆုံးဖြောပါမယ်ထုံးကတော့ဟေမှာမြန်မာဆိုင်ကနေဝယ်ထားတဲ့ထုံးကိုလက်ဖက်စားစွန်းတစ်စွန်းစာလောက်အရင်ဆုံးရေဖြောထားလိုက်ပါမယ်ရှင်ပြီးရင်တော့မိုးလက်ဆောင်ဘက်ပြုလုပ်ဖို့အတွက်ဆန်မုံကိုစံချိန်ခွဲတစ်ခွက်စာပြောင်းကုန်မို့ထမင်းစားစွန်းနှစ်စွန်းစာရေကိုတော့စံချိန်ခွဲနဲ့သုံးခွက်စာထည့်ပေးရပါမယ်ရှင်ပြီးရင်တော့ခုနကတော့ဖြောထားတဲ့ထုံးအရေးကြီးလေးတွေထည့်ပါမယ်ဒီနေရာမှာထုံးရည်ကြီးမထည့်လည်းရပါတယ်ရှင်အရောင်အတွက်ကတော့ဟေမှာဂျပန်စူပါနေပြီးဝယ်လာတဲ့ဒီဖုကလာအစိမ်းရောင်ဘူးလေးကိုထည့်ထားပါတယ်ဒါပေမဲ့အထဲမှာကတော့သူကအပြာနုရောင်ဘက်သွားတဲ့အရောင်မျိုးလေးတော့ဖြစ်နေတယ်ပေါ့နော်အဲ့ဒါလေးကိုထည့်ထားပါတယ်ဒီနေရာမှာအရောင်မထည့်ပဲအဖြူတိုင်းပဲကြိုလဲရပါတယ်ရှင်ကြိုတဲ့ခါမှာဟေမှာတို့တူဘူးကြိုသလိုပဲသူ့လုံးဝပြည့်နေသွားသည့်အထိကြိုပေးရပါမယ်ရှင်ပြီးရင်ဟေမာတို့အောက်ကနေဒီခွက်တစ်ခုထဲမှာရေခဲနဲ့ရေနဲ့ထည့်ပြီးတော့အပေါ်ကနေစကားနဲ့တိုက်ချပေးရပါမယ်ရှင်အောက်ကရေကလုံးဝအေးခဲနေမှဒီမုတ်ဖက်ကလေးတွေကအမြောင်းလိုက်လေးတွေဖြစ်မှာဖြစ်ပါတယ်ရှင်ဒီနေရာမှာဟေမာကမိုးလက်ဆောင်ဖက်တို့မုတ်ဖက်တို့ပြုလုပ်တဲ့ဒီခွက်ကလေးကိုတုံထားပါတယ်ရှင်တကယ်လို့ကိုကစကားကွက်ရှိရဲဆိုရင်စကားနဲ့တိုက်ချလဲရပါတယ်ရှင်ဟေမာတုံးထားတဲ့ခွက်လေးကကြတော့မိုးလက်ဆောင်ဖက်လေးတွေကိုပို့ပြီးတော့လှစေပြီးတော့လောက်ရတာလဲအရန်လွယ်ကူပါတယ်ဒီခွက်ကလေးပုံစံကိုသိချင်နေဆိုရင်တော့ဟေမာပြီးမှပုံလေးတည်တံ့တင်ပေးပါမယ်ရှင်မိုးလက်ဆောင်ဖက်လေးတွေရသွားပြီဆိုရင်တော့ဟေမာထညက်စပြီးကြိုပါမယ်ထညက်ကိုတော့ဟေမာကမြန်မာမုတ်လို့ထညက်ကို15ခဲစာလောက်ကြိုထားပါတယ်တကယ်လို့မြန်မာမုတ်လို့ထညက်မရှိဘူးဆိုလို့ရှင်တော့ဒီဂျပန်ထညက်ကိုထည့်ပြီးတော့သုံးလဲရပါတယ်ရှင်ထညက်ရည်ကြိုပြီးသွားရင်တော့ထညက်ထဲမှာပါတဲ့တဲဒီအမိုက်တွေကိုဟေမာတို့စကားလေးနဲ့စစ်ပြီးတော့ထညက်ရည်လေးကိုအေးအေးခန့်ထားလိုက်ပါမယ်ရှင်အားလုံးစင်သစ်ဖြစ်ပြီဆိုရင်တော့အေးအေးလေးစားချင်တာဖြစ်တဲ့အတွက်ဟေမာကတော့ရေခဲအနှင်းငယ်ထည့်ထားပါတယ်ပြီးရင်တော့မုတ်ဖက်ကိုမိမိစိတ်တိုင်းလိုတလောက်ထည့်လို့ရပါတယ်ထညက်ရည်ကိုတော့ဟေမာကခွက်အပြည့်ထည့်ထားပါတယ်ရှင်ပြီးတော့ရင်အပေါ်ကနေအုံသီးနုဘက်လေးတွေထည့်လိုက်ပါတယ်နှမ်းလေးလည်းအနှင်းငယ်ထည့်လိုက်ပါတယ်ရှင်နှမ်းကတော့ကိုကကြိုက်တယ်ဆိုရင်ထည့်စားလို့ရသလိုမကြိုက်ရင်တော့မထည့်လည်းရပါတယ်ရှင်ဒီလုံနည်းလေးရဆိုရင်အရန်လဲလွယ်ကူရရှင်းပြီးတော့မိုးလက်ဆောင်ဖက်တစ်မျိုးရှိုံနဲ့မိုးလက်ဆောင်ရောဟေမာတို့ရွှေအေးရောလှူစားလို့ရတာမို့လို့ဒီလုံနည်းလေးတိုင်းလိုက်ပြီးတော့လှူစားကြည့်ကြပါရှင်ကျေးဇူးများကြီးတင်ပါတယ်ရှင်